ချစ်သူလေးတွေအတွက် mozzarella cheese စိမ့်စိမ့်လေးနဲ့ Suki ရဲ့ corn cheese menu လေးတွေကိုမိတ်ဆက်ပေးပါရစေရှင်။ခေါင်းဆွဲအဆက်တွေစားပြီးတော့ corn cheese original အရသာလေးနဲ့အချိုပွဲတဲခြင်းလားထူးထူးခြားခြားဖြစ်စေမဲ့ corn cheese ကို spicy အရသာလေးနဲ့ထုတ်ထားတာမို့လို့အဆက်ကြိုက်သူလေးတွေအတွက်ကွက်တီပဲနော်။ corn cheese ကို strawberry အရသာ orange အရသာဆိုပြီးတော့တမှုထူးကြတဲ့အသီးအရသာလေးတွေနဲ့ပေါင်းစပ်ထားတဲ့ menu အစမ်းလေးလည်းရပါတယ်ရှင်။တငယ်ချင်းတွေနဲ့ corn cheese ကိုဝိုင်းဖွဲ့စားလို့ရအောင် giant size ပွဲကြီးတွေလည်းရပါတယ်ရှင်။ corn cheese ကိုမှအလုံးပုံစံလေးနဲ့ menu အသစ်ထုတ်ထားတာလည်းရှိပါတယ်။ပြောင်းမှု corn cheese ball လေးတွေကိုကစုံနဲ့တွဲထားတဲ့ကျိုးစိမ့်စိမ့်အရသာ sweet potato corn cheese ball အာလူနဲ့တွဲထားတဲ့အဆင်းအရသာ potato corn cheese ball နဲ့ဂျပန်သမင်းလုံးပုံစံရင်းကြီးလေးနဲ့ပါတွဲထားတဲ့ corn rice ball ဆိုပြီးတော့ menu အစမ်းလေး၃မျိုးလည်းရပါတယ်ရှင်။ပြောင်းမှုအရန်ကြိုက်တဲ့သူလေးတွေ corn special menu ကိုစမ်းစားကြည့်ဖို့စိုးခေတ်ဆိုင်ခွဲတွေကိုမြန်မြန်သာလာလိုက်တော့နော်။